နောက်ဘဝအတွက်စိတ်ချရအောင်ပထမဆုံးလိုအပ်ချက်ကပါတော့စိတ်ကောင်းထားအဲ့တော့စိတ်ကောင်းဆိုတာဘယ်တော့မှခေါ်တာတော့လို့ကိုယ်စဉ်းစားကြည့်သူများအပေါ်မှာမနာလို့တဲ့စိတ်မရှိနဲ့သူများပြက်လို့ပြက်စီလို့တဲ့စိတ်မရှိနဲ့ချင်းထဲလို့တဲ့စိတ်မရှိနဲ့ချွန်းတွန်းလို့တဲ့စိတ်မရှိနဲ့သူတော်ဘာပြက်အောင်ဒုက္ခပေးလို့တဲ့စိတ်မရှိနဲ့မေတ္တာစိတ်ထားမယ်အလုံးပေါ်မှာမေတ္တာထားနိုင်အောင်ဘသူသေးသေးငတိမှာပြီးရောစိတ်မထားနဲ့နော်အဲ့ဒီစိတ်မထားနဲ့အလုံးပေါ်မှာမြတ်တာပြီးတော့မေတ္တာထားနိုင်ရမယ်စိတ်ကောင်းနှလုံးကောင်းရတော့အပြင်ချက်လက်စီဆိုတာသူများကြည့်ပါရင်မနာလို့တယ်ဖြစ်စီတယ်နော်မစ္စရိယဆိုတာကိုကြည့်ပွားသလိုသူများမကြည့်ပွားစေကြဘူးအဲ့စိတ်ကအလွန်များတယ်လူတွေမှာချက်လက်စီဖြစ်တယ်အနာလိုဝန်တိုးတယ်အထူးသဖြင့်ဘုရားဘာသာဖြစ်တဲ့ဗမာလူမျိုးတွေကိုများတယ်လို့ပြောကြတယ်ဟုတ်မဟုတ်ကတော့ဘယ်သူမှသုတေသနလုပ်ထားတာမရှိဘူးနော်သုတေသနလုပ်ကြည့်စရာတော့ကောင်းတယ်ပေါ့နော်သုတေသနလုပ်တာဘယ်လိုလုပ်အောင်မှာတော့လိုက်မေးကြည့်ပေါ့လူတွေလိုက်ပြီးတယောက်ချင်းလိုက်ပြီးတော့မှတ်တမ်းတင်ပေါ့လူတစ်ထောင်မှဘယ်နှယောက်ကမနာလို့စိတ်ရှိတယ်လေလိုက်ပြီးတော့အဲ့ဒီနှုံနာနဲ့တွက်ချင်တော့ဒီမှာအဲ့လိုသုတေသနလုပ်ထားတာမရှိဘူးဒါပေမဲ့အတွေ့အကြုံရလူတွေကပြောတာဗမာတွေကတယောက်ချီးပွားလာရင်ကျန်တဲ့တယောက်ကမနာလို့စိတ်ဖြစ်တယ်နော်ပြတ်လို့ပြက်စီလုံးတွေရှိတယ်အဲ့ဒါတော့ဟုတ်ကောင်းလဲဟုတ်ပါလိမ့်မယ်တချို့ကဆိုင်တစ်ဆိုင်ဒီနားမှာရောင်းကောင်းပြီဆိုရင်အဲ့ဒီနေရာလာပြီးတော့တခြားဆိုင်လာဖွင့်အဲ့တော့သူကရောင်းကောင်းခြင်းလို့ဖွင့်တာလည်းဖြစ်နိုင်တယ်သူဖွင့်လိုက်သည့်အတွက်ကြောင့်ဟိုဆိုင်ကလည်းရောင်းကြရင်ကြားသွားတယ်နော်တယောက်ကောင်းစားလို့ရှိရင်နောက်တယောက်ကအားပေးမဲ့အစားပြက်လို့ပြက်စီလုပ်တတ်တဲ့အကျင့်လေးတွေကတော့ရှိတယ်ဆိုတာသိတာရပေါ့နော်ကြားနေရတာပေါ့ပြက်စီရတော့မြင်ရတာမဟုတ်ကြားနေရတာပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာရောက်ရင်လည်းပဲအဲ့ဒီဟာတွေကြားနေရတယ်ပေါ့တယောက်တယောက်ကူညီရမယ့်အစားမကူညီတဲ့စိတ်တွေများနေတယ်အဲ့တော့စိတ်ထက်ကိုအရင်ပြင်ရမယ်မလို့ပြင်ရမလဲသူလည်းကြည်ပွားခြင်းနဲ့ငါလည်းကြည်ပွားခြင်းနဲ့ငါကြည်ပွားသလိုသူလည်းကြည်ပွားပါစေအဲ့စိတ်ဓာတ်ထားမယ်အဲ့စိတ်ဓာတ်မွေးရမယ်မေတ္တာထားနိုင်ရမယ်အလုံးကိုကူညီနိုင်ရင်ကူညီမကူညီနိုင်လို့ရှိရင်ဒုက္ခမပေးနဲ့မကူညီုံနဲ့မကဘူးဒုက္ခပေးတာကြတော့ပို့ဆိုးတယ်ပေါ့အဲ့ဒါကြောင့်မို့ဝါသမနိစ္စပဏိဒါယတမ္မာနံပါတ်1ကစိတ်ကောင်းနှလုံးကောင်းထားပါအဲ့ဒါထားလိုက်လို့ရှိရင်နောက်ဘဝအတွက်အခြေအနေကောင်းတစ်ခုရလာနိုင်တယ်နောက်တစ်ခုကတော့မင်းအပြောအဆိုကောင်းအောင်ပြောပါကောင်းအပြစ်ကင်းအောင်ပြောပါစကားဆိုတာပြောတဲ့စကားရှိတယ်မပြောတဲ့စကားရှိတယ်မပြောတဲ့နာကိုမပြောရဘူးပြောတဲ့နာကိုပြောရမယ်မပြောတဲ့မှုဆိုတဲ့နေရာမှာနော်ကိုယ့်အတွက်ကထားတာတစ်မျိုးမပြောတဲ့မှုဆိုရင်ပြောရမယ်ဆိုရင်ကိုပြောလိုက်လို့တစ်ဖက်သားထိခိုက်နစ်နာပျက်စီးသွားမယ်ဆိုရင်မပြောနဲ့မှန်အောင်တော့လည်းမပြောနဲ့သူများအကျိုးပျက်စီးသွားအောင်မပြောတော့မှမပြောရဘူးလို့ဆိုသို့တော့ရသော်ပြဆုံးမထားတဲ့အပြောရပါတော့ဆိုရင်သူတော်ဘာပျက်စီးသွားအောင်ရုံးပြင်းကနာတိုက်တက်ပြီးတဲ့အခါကျတော့မဟုတ်မှန်သိလျက်ဟုတ်တယ်လို့လိမ့်တယ်သက်သေထွက်တယ်ဟုတ်တာကြတော့မဟုတ်ဘူးလို့သက်သေထွက်တယ်တစ်ဖက်သားအထိကိနစ်နာမှုတွေအများကြီးဖြစ်တယ်အဲ့ဒါလို့သူများအကျိုးပျက်စီးစေတဲ့ဘုဒ္ဓဝါဒမျိုးမပြောရဘူးလို့ဆိုလို့တယ်အဲ့ဒါကိုအထပင်စနကလို့ခေါ်တယ်အထဆိုတာအကျိုးစီးပွားကိုပင်စနကပျက်စီးသွားစေတယ်တစ်ဖက်သားအကျိုးထိခိုက်သွားအောင်ပြောတယ်မူသားကိုပြောတာ
ကိုစီလာတောင်းတာမပေးခြင်းလို့မရှိဘူးပြောတာမျိုးပြောတာမဟုတ်ဘူးနော်မူတာဝါဒဆိုတာကိုရှိတာပဲမပေးခြင်းမပေးနဲ့ပေါ့ရတာပဲအဲ့တော့မပေးခြင်းလို့မရှိဘူးပြောလိုက်တယ်အနေအကြောင်းမို့လို့ရှိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်သို့မဟုတ်သိရတဲ့နဲ့မသိဘူးပြောတယ်ဘယ်သူမှမထိခိုက်ဘူးအဲ့မျိုးပြောတာမဟုတ်ဘူးမုဒ္ဒဝါဒဆိုတာသူတစ်ပါးအကျိုးပြပြအောင်ပြောတာကိုမုဒ္ဒဝါဒလို့ခေါ်တယ်အဲ့တော့လိန်ပြောတာမျိုးမပြောနဲ့နောက်တစ်ခုကတော့သွေးခွဲတဲ့စကားမပြောနဲ့လူနှစ်ယောက်အစဉ်ပြေးနေလို့ရှိရင်မတည့်အောင်ချွန်တွန်းလုပ်တတ်တယ်ဝင်ပြီးတော့သွေးခွဲတတ်တယ်သွေးခွဲတယ်ဆိုတဲ့လူတစ်ယောက်ကတယောက်နဲ့တယောက်တဲ့နေတာကိုမကြည့်ကြလို့မတည့်အောင်လုပ်တယ်သွေးခွဲတဲ့စကားခုံးတိုက်တယ်လို့လည်းခေါ်တယ်နော်ပိတုနာဝါစာနောက်တစ်ခါဆဲတာကြညံ့ဌာနပြောတာလူတစ်ဖက်သားမခံကျင်လောက်အောင်ဆဲရေးတိုင်းထွာပြီးတော့ပြောတာအဲ့ဒီလိုပြောတာဖရုဒဝါစာအဲ့တော့နှုတ်ကပဲပြော Facebook ထဲကပဲရေးဆဲတာပဲတစ်ဖက်သားမခံကျင်အောင်မပြောရဘူးလို့တို့ဆိုလို့အဲ့ဒါဖရုဒဝါစာသမ္ပပလပဆိုတာတော့ကိုပြောတဲ့စကားဟာတမိုးမဲ့တဲ့စကားဖြစ်တယ်တမိုးမဲ့ရင်မကဘူးအစိတ်တောက်ဖြစ်တဲ့စကားမျိုးတွေပေါ့နော်ကျိုးမဲ့တဲ့စကားမျိုးတွေတန်ဖဆိုတဲ့အဓိပ္ပာယ်ကတန်ဟိတဒုက္ခံပလပတိဟိတဒုက္ခကိုပျက်စီးစေတဲ့စကားလို့ပြောတာနော်အကျိုးစီးပွားအတွက်ပါတခုမှထောက်ကူမဖြစ်ဘဲနဲ့ပျက်စီးစေတဲ့စကားမျိုးတွေသူကပိုးကျယ်ပြန့်တယ်ပေါ့ဟိုလိန်နာလည်းမဟုတ်ဘူးနော်ဟိုတွေးခွဲတာလည်းမဟုတ်ဘူးဆဲတာလည်းမဟုတ်ဘူးသို့သောသူပြောလိုက်တဲ့စကားဟာလူတွေရဲ့စိတ်ဓာတ်ကိုစိတ်ခတ်လိုက်တယ်လို့ဖြစ်သွားမဟုတ်တဲ့လမ်းကြောင်းပဲရောက်ကုန်ဝိုင်းစင်ပေါ့ခုခေတ်ဆိုရင်တော့ brain wash ပေါ့အဲ့လိုပဲနေရာမှာနော်မဟုတ်တာတွေရိုက်သွင်းထားတယ်ဘလဘ brain wash လုပ်တာဖြစ်တယ်အဲ့ဒါနဲ့နိစ္စတယ်နော်တန်ဟိတဒုက္ခံပလပတိဝိနတေတိအေဒိနာတိတံဖန်လို့စာပေကျမ်းကမှာအဓိပ္ပာယ်ဖွင့်တယ်လူတယောက်ရဲ့ဟိတဒုက္ခဟိတဆိုတာချမ်းသာရဖို့အကြောင်းတရားဒုက္ခဆိုတာချမ်းသာအကျိုးနဲ့အကြောင်းနှစ်ခုတွဲထားတာဟိတကအကြောင်းဒုက္ခကအကျိုးဟိတရှိမှဒုက္ခဖြစ်တာအဲ့ဒါကြောင့်မို့အဲ့ဒီကောင်းရကောင်းကြောင်းဖြစ်တဲ့အကြောင်းတရားနဲ့အကျိုးတရားနှစ်ခုစလုံးကိုပျက်စီးအောင်ပြောတာအဲ့ပြောတဲ့စကားကိုတမ္ဖပလာပတမ္ဖဆိုတာအကျိုးမရှိတဲ့စကားပိန်ဖြင်းတဲ့စကားလို့ဆိုတဲ့အဓိပ္ပာယ်ကတော့စဘာပင်ကလာတဲ့ဝေါ်ဟာရပဲစဘာပင်ကအတိအဆန်းထဲရမယ့်အချိန်မှာမထဲဘူးဆိုရင်အဲ့ဒီစပက်နံကဘာမှထဲတဲ့အဆန်းမပါတော့အဖြင်းစဘာဖြင်းလို့ခေါ်တယ်ထဲထဲမှာဆန်းမပါဘူးအခွန်မဲ့ထွက်လာတယ်အဲ့လိုသွားရှိတယ်နော်ထဲထဲမှာဆန်းမပါပဲနဲ့အခွန်ကြီးပဲအဲ့ဒါကိုရည်ရွယ်ပြီးတော့ပိန်ဖြင်းအနိတ္တရာမရှိတဲ့စကားမျိုးလို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကဝါရအနေနဲ့သုံးတာအနိတ္တရာမှတ်သားစရာမပါဘူးအနိတ္တရာမရှိဘူးဓမ္မိုမရှိတဲ့စကားဓမ္မိုမဲ့တယ်အခုပြောတဲ့တန်ဖရဲ့အဓိပ္ပာယ်ကြတော့ဓမ္မိုမဲ့ယုံနဲ့မကဘူးကောင်းတာတွေပျက်စီးစေတာပါသေးတယ်သူကပို့လေးပဲရှိအဲ့တော့ brain wash လုပ်တာပေါ့စိတ်ကောင်းနှလုံးကောင်းတွေပျက်စီးသွားစေတတ်တဲ့စကားမျိုးအတွေးခေါ်တွေပြတ်သွားစေတတ်တဲ့စကားမျိုးအဲ့ဒါမျိုးအတ္တမပလာပါတော့အဲ့ဒါမျိုးမပြောရဘူးလို့ဆိုလို့တယ်မြတ်စွာဘုရားဝါစံပဏိဒါယတမ္မာလူတယောက်ပျက်စီးသွားစကားအပြောကလူတယောက်ကိုပျက်စီးစေတာဟုတ်ကောင်းတဲ့ကောင်းစေတယ်ပြက်တဲ့ပျက်စီးစေတယ်ဒါမှမဟုတ်ပြောဆိုမှုကသိအရေးကြီးတယ်ပေါ့အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားပြီးရင်အပြောဆိုအပြစ်ကင်းတဲ့စကားပြောပါ
အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်စကားပြောရင်ကိုပြောတဲ့စကားသည်မှန်တာကိုသာပြောမယ်မမှန်တာမပြောဘူးမှန်ပြီးတော့အကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးအကျိုးတော့ရှိတယ်မပြောတဲ့အချိန်မပြောဘူးပြောတဲ့အချိန်ကျမှပြောမယ်ပြောပြီးဆိုရင်လည်းရှင်ရင်ကြီးကြီးစကားလုံးလာနဲ့ပြောမယ်စကားလုံးအသုံးအစားပြီးတော့ယဉ်ကျေးတဲ့စကားလုံးနဲ့ပြောမယ်စိတ်ဓာတ်ကိုမေတ္တာနဲ့ပြောမယ်ဒေါသနဲ့မပြောအဲ့ဒါကြမှာအပြောကောင်းတယ်ဆိုပြောတာသူဝတိတဝါစာကောင်းတဲ့စကားဖြစ်တယ်အဲ့တော့နောက်ဘဝအတွက်နံပါတ်1စိတ်ကောင်းထားနံပါတ်2ကအပြောဆိုပြင်းကောင်းအောင်ပြင်းဒီနှစ်ခုရသွားပြီနော်အဲ့ဒါကိုအကျဉ်းချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ကောင်းထားဆိုတာဒုစရိုက်စိတ်တွေမမွေးနဲ့လို့ပြောတာမနောဒုစရိုက်3မျိုးအဲ့စိတ်ကောင်းထားဆိုတဲ့ထဲမှာသူကဒုစရိုက်နဲ့ပြောမယ်မနောဒုစရိုက်က3မျိုးရှိတယ်မနောဒုစရိုက်3မျိုးဆိုတာဘာတော့သူများပစ္စည်းကိုလိုချင်တဲ့လောဘကင်ရမယ်သူတစ်ပါးကပျက်စီးလို့တဲ့စိတ်ကင်ရမယ်ကံကံဤကျိုးကိုသိမြင်တဲ့အမြင်ရှိရမယ်ပါဠိလိုအနာပိစာအပြပါဒသမ္မာဒိဋ္ဌိအဲ့ဒါစိတ်ကောင်းနော်စိတ်ကောင်းထားတာသူများပစ္စည်းကိုလိုချင်တာမလုပ်ဘူးသူများသိပါစေဆိုတဲ့ဒေါသမျိုးမရှိဘူးမာရွင်းနဲ့အမြင့်အယူဆမာရွင်းတာလက်မခံဘူးအဲ့ဒီ3မျိုးဟာဒါမနောဒုစရိုက်စိတ်ကိုကောင်းတာလို့ပြောလို့ရတယ်ထိတဲ့ပို့ချဲလို့ရှိရင်တော့ခုနကစိတ်ကောင်းတယ်လို့ကောင်းတာအဲ့တော့အပြောဆိုဆင်ញင်ရမှာဆိုတာဝစီတုစရိုက်နဲ့ပတ်သက်တာမပြောနဲ့ဝစီတုစရိုက်ပဲပြောဝစီတုစရိုက်ကဘာတော့မနာပဲပြောတယ်တွေ့ခွဲစကားမပြောဘူးဉာဏ်ဉာဏ်ဌာနမပြောဘူးအကျိုးရှိတာပဲပြောတယ်ဒါဝစီတုစရိုက်နှုတ်ပြောနဲ့ပတ်သက်ပြီးတော့အဲ့လိုခွဲနောက်တတိယချက်ကဘာတော့ဆိုကာယေနပပနိအကုပ္ပမနောကိုဒီလက်ရောက်ရှုံးမာတဲ့အလုပ်တွေမလုပ်ပါနဲ့နော်ရှုံးမာတဲ့အလုပ်ကိုဒီလက်ရောက်မဟုတ်တာတွေမလုပ်ပါနဲ့ဆိုပါပြောတော့သူများသက်သက်ဖို့မကြိုးစားပါနဲ့သူတစ်ပါးဥစ္စာခိုးယူဖို့မလုပ်ပါနဲ့သူတစ်ပါးသားမယားပြမပြီးကျူးလွန်တာမလုပ်ပါနဲ့ကာယဒုစရိုက်3ခုရှောင်ပါသိက္ခာရှိနေပါဒီလိုဆိုလို့တယ်နော်တော့စိတ်ကောင်းလဲထားတယ်စကားပြောလဲဆင်ញင်တယ်ကိုယ်ဒီလျောက်လည်းမကောင်းမှုတွေမလုပ်ဘူးဆိုဒီ3ခုကတော်တော်လေးကိုပြည့်စုံသွားပြီကာယကဝစီကမနောကစင်ကြယ်တန်းရှင်းလာလူဘဝဟာဒါအခြေခံမယ်အခြေခံမယ်ဒါကြောင့်မို့လို့အထက်ကရာကဒီနေရာမှာရှင်းတာပုပ္ပသုတ်တိအင်္ဂါလူတော်လူကောင်းဖြစ်ဖို့ရအတွက်အဲ့ဒီအချက်3ချက်နဲ့ပြည့်စုံအောင်ဟောအဲ့ချက်3ချက်နဲ့ပြည့်စုံအောင်လို့သူဆိုလို့နောက်ပြီးတော့ဒီလိုအခြေအနေကောင်းတွေဖန်တီးထားပြီးတော့ဒါကမလှုပ်တင်တာတွေကိုဖယ်ခိုင်းတာလှုပ်တင်တာကြတော့ဘာတော့ကိုဟာလူဆိုတာဘဝတစ်ခုရလာလို့ရှိရင်စာဝတ်နေပြည့်စုံတဲ့ဘဝရှိတယ်စာဝတ်နေမပြည့်စုံတဲ့ဘဝရှိတယ်မပြည့်စုံတဲ့ဘဝကိုတော့မပြောဘူးပြည့်စုံတဲ့ဘဝကိုပြောလိုက်မယ်ဘဝနာပဏ္ဏခရမဝတ္တံတော်တဲ့မင်းဟာကံကောင်းထောက်မှလို့စာဝတ်နေပြည့်စုံတဲ့မိသားစုအိမ်မှာနေတယ်ဆိုရင်မင်းပါလေလို့တဲ့ဆိုခုနအချက်3ချက်လုံးရင်ကိုပဲလူကောင်းဖြစ်ပြီနော်
အဲ့ဒီတဲ့ပို့ပြီးပါလို့တဲ့မင်းမစားစရာတောက်စရာပြည့်ပြည့်စုံစုံနဲ့စီးပွားဥစ္စာပြည့်ပြည့်ဝဝနဲ့အဲ့ဒီလိုဘဝမျိုးမှာနေတဲ့ဆိုရင်တတ်တော့ယုံကြည်ချက်ထားပါကံကံဤကျိုးကောင်းတာလို့ရင်ကောင်းတာရတယ်ဆိုယုံကြည်ချက်ထားသို့မဟုတ်ကုသိုလ်ရေးကိုစိတ်ဝင်စားလိုက်ပါပရဟိတအလုပ်ကိုမင်းစိတ်ဝင်စားပါဆုံးဖြတ်ထားပါမုဒုမောင်းမာတဲ့စိတ်မထားနဲ့မေတ္တာထားပါအလုံးပေါ်မှာမုဒုဆိုတာနုညံ့နဲ့ပျော့ပြောင်းတယ်လို့ပြောတာဒေါသတို့မာနတို့ကခက်ထန်တယ်လေအဲ့ဒီခက်ထန်မှုရဲ့ဆန့်ကျင်မဲ့နုညံ့ရမယ်ပျော့ပြောင်းရမယ်လူဟာရှင်ကျေးသိမ်မွေးရတယ်လူကြီးလူကောင် gentleman ဖြစ်ရမယ်သူတို့ဆိုလိုတာပေါ့နော် gentle ဆိုတာရှင်ကျေးတာလေ gentleman ဖြစ်ရမယ်လို့ဆိုလိုတယ်မုဒုတံဝိပါခိကိုရထားတဲ့ပစ္စည်းကိုကိုမိသားစုမှာတော့မှခွဲဝေသုံးပါကိုတယောက်တည်းမသုံးပါနဲ့ဒါနဲ့ဒါလို့တာပဲနော်သူချင်းချင်းကိုနဲ့အတူနေလို့ရှိရင်မျှဝေ30ပါလို့ပြောတာဘုန်းကြီးတွေဆိုရင်လည်းကိုเจ้าမနေတဲ့တန်ဃာတွေနဲ့မျှဝေ30ပါကိုတယောက်တည်းမသုံးပါနဲ့လူဆိုရင်လည်းကိုမိသားစုမျှဝေ30ပါအိမ်နာနှိကျင်နေနဲ့မျှဝေ30ပါတတ်နိုင်သို့မဟုတ်ကိုနေတဲ့ရွာနဲ့မျှဝေ30ပါတံဝိပါကိတတ်နိုင်တော့ခုညိပါသူများပမာရီရတော့အဲ့ဒီချက်သိပြောစရာမလိုဝတ္တိညူဆိုတာတစ်ဖက်သားရဲ့ခံစားချက်ကိုနားလဲပါဆိုတာငါသာချီးပွားခြင်းနဲ့စိတ်မထားပါနဲ့မစ္စရိယကင်မှာလို့ဆိုလို့တယ်နော်မစ္စရိယကင်ရမယ် selfishness လူတိုင်းကကဲရရှုပ်ချရမယ်အချက်ပဲနော်ကိုကြိုးရှာအတ္တကြီးတယ်ဆိုတာလေပြောခံဝိညာဉ်ဆိုတာတစ်ဖက်သားကိုသဘောပေါက်နားလည်ရဆိုတော့တတ္တောမုထုတံဝိပါကိဝိညာဉ်ကုသိုလ်ရေးမှာစိတ်ဝင်စားတာတတ်တာဒီမာနတွေဒေါသတွေမကြည့်ဘူးရှင်ကျေးလိမ္မာတာမုထုခွဲဝေသုံးဆွဲတာတံဝိပါကိတစ်ဖက်သားရဲ့စိတ်ခံစားချက်ကိုနားလဲသဘောပေါက်ပြီးကိုယ်သာချီးပွားလို့ခြင်းနဲ့စိတ်မရှိတာဝတ္တညုမျှဝေသုံးဆွဲလိုက်အဲ့တော့ဧတေတုဓမ္မေတုထိတောစတုတုအဲ့ဒီတတ္တာရဲ့မုထုတံဝိပါကိဝရညုဆိုတဲ့ဒီဓမ္မဘောမှာယက်တီးပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာပရလောကနာပါယေနောက်ဘဝဆောင်ကြောက်ဆရာမလို့ဘူးအဲ့တော့နောက်ဘဝအတွက်အမခံချက်ရပါလားဆိုတာအဲ့ဒါတွေရှင်းတော့ဒါသိကြတယ်ကြောက်ဆရာမလို့ဘူးဆိုတာအမခံချက်ပေးလိုက်တယ်မစိုးရိမ်နဲ့နောက်ဘဝအတွက်ဒီတိုင်းသာနေဒီတိုင်းသာနေဒီကုသကံမင်းကိုကြိုးပေးတယ်ကောင်းကင်ဘုံကသာဝရဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတိုင်းနေမင်းဘုရားသခင်ကမလိုက်မယ်အသေးကြတယ်နော်ဘုရားသခင်ကနေပြီးတော့ဖန်တီးပေးလိုက်မယ်ဒါအဲ့လိုပြောလို့ရတာပေါ့နော်ကောင်းကင်ဘုံကဘုရားသခင်ကိုလက်မခံတဲ့ဣတိယေဆွေဘောရဘာသာတွေအနေနဲ့တော့ဒီတရားတွေကဒီကောင်းတဲ့စိတ်ဓာတ်တွေကမင်းကိုအမခံချက်ပေးလိုက်မယ်အဲ့တော့ဘာသာတရားတွေမှာသာဝရဘုရားဆိုတာယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်ဖန်ဆင်းရှင်ကိုယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒါမဲ့ဘုရားဘာသာတွေကဖန်ဆင်းရှင်ကိုမယုံတဲ့အထက်မှာပါတယ်ဒါကြောင့်မို့ဘုရားဘာသာကို atheist လို့ခေါ်တယ်အဲ့ဒီဖန်ဆင်းရှင်ကောင်းကင်ဘုံသာဝရဘုရားကိုယုံကြည်ရင် atheist လို့ခေါ်တယ်ဒါတော့ကိုယုံကြည်ရပဲပေါ့နော်အဲ့တော့ကောင်းတာလုပ်ဖို့အဓိကဖြစ်တယ်ကောင်းတာလုပ်ရင်ဘုရားဘာသာဆိုရင်ဒီချက်ဒီ
မင်းပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကံนี่ရှိနေရင်မင်းနောက်ဘဝအတွက်အာမခံချက်ရပြီမကြောက်နဲ့တော့ပြောတာတခြားဘာသာဝင်နေကြတော့ဒီတိုင်းနေရင်မင်းဘုရားသခင်ကကဲလိုက်ပြီနော်ဒီတိုင်းကျင့်ကြကြကိုအားထုတ်ရင်တော့ဘုရားသခင်ပဲပါကဲမှာပဲဒီတိုင်းမဟုတ်ဘူးဆိုရင်လည်းဘုရားလည်းမတတ်နိုင်ဘူးအဲ့တော့ဒီချက်တည်းဘလောက်ကောင်းတော့ကြည့်ပါလားနော်ကာယကံဝစီကံမနောကံနဲ့မင်းမဟုတ်တာမလုံနဲ့နော်ကောင်းတဲ့လူကိုစိတ်ဝင်စားဒေါသမနမချီနဲ့အလုံးမျှဝေသုံးဆွဲနော်ကိုယ်သာသုံးမယ်ဆိုစိတ်တမထားနဲ့ဆိုတာအကောင်းနေကြီးပဲလေလူတော်ကမှာဒါပြည့်စုံတဲ့ဟာတွေပဲအဲ့ဒီတိုင်နေထိုင်လို့ရှိရင်ဒီအချက်ဒီကိုချင်းတရားတွေပေါ်မှာယက်တည်နေတဲ့ပုဂ္ဂိုလ်ဖို့ပရလောကနာပါရဲ့နောက်သွားရမယ်နောက်ဘဝအတွက်မကြောက်နဲ့တော့အာမခံချက်ရသွားပြီတန်တရားထဲမှာအာမခံချက်ရပြီဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတယ်ဘိတာဆိုတဲ့သုတ်မှာပါတန်ယုတ်တာပါဠိတော်မှာဘိတာဆိုတဲ့သုတ်ရရှင်းပြတယ်အဲ့တော့ပြန်ပြီးတော့ချုံပြောမယ်ဆိုရင်နံပါတ်1စိတ်ကောင်းထားနံပါတ်2စကားကိုအပြစ်ကင်းအောင်ပြောကိုယ်ဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလုပ်နဲ့လုံးဝရှောင်အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမှာရပြီဆက်လို့ရမှာပါတော့မင်းမှာပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော်မင်းမာနတွေဒေါသတွေမချီးပါနဲ့ပြောပြောပြောင်ပြောင် gentleman ဖြစ်အောင်နေစမ်းပါတန်ဝိပါခီမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါဝရညိမင်းကိုကြိုးတာမကြည့်နဲ့တပြားစိတ်ခံစားကိုနားလဲပေးပါအဲ့ဒီအချက်၄ချက်မင်းမှာပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းအတွက်ရှေးကံအသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့တယ်နော်နောက်ဘဝအတွက်ဒါအမခံချက်ရသွားပြီအဲ့တိုင်းသာနေမကြောက်နဲ့ဒါဖះအာမခံပေးတာဘုံဘဝအာမခံပေးတာမဟုတ်ဘူးကြောက်စရာမလိုဘူးလို့ပြောတာအဲ့ဟာတွေနဲ့ပြည့်စုံနေကြောက်စရာလုံးဝမလိုဘူးမစိုးရိမ်နဲ့သိကျင်တဲ့ချိန်သေးသူကသိကျင်သေးမှာပဲဒီပြောတော့ရတော့မဟုတ်တာနော်သိကျင်တဲ့ချိန်သေးငါဒါတွေရှိဖို့အရေးကြီးတယ်ဇာနာရိစိုးရိမ်မနေနဲ့အဲ့ဒါလို့နှလုံးသွင်းနိုင်အောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေထိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း